ဖိုးလေးဟာအရန်အလောတကြီးဖြစ်နေတာကြောင့်စားတောက်ဆိုင်ရဲ့အစားအသောက်အရသာကိုလာရောက်စစ်ဆေးတဲ့နာမည်ကြီးအစားအသောက်ကျွမ်းကျင်ပညာရှင် Food Expert ရဲ့ရှေ့မှောက်မှာရိုးရိုးတန်တန်ကြက်ဥကြော်တပန်းကန်ကိုမှားပြီးချမိသွားပါတယ်။အဲ့ဒီပညာရှင်ကြီးကဆိုင်ရဲ့နာမည်ကြီးလက်ရာစုံတွေကိုကြည့်ပြီးစိတ်ပြက်လက်ပြက်နဲ့ခေါင်းခါပြနေခဲ့တာပါ။ဒါပေမဲ့သူ့ရှေ့ကိုရိုးရိုးကြက်ဥကြော်ရောက်လာတဲ့အခါမှာတော့စိတ်မပတပါနဲ့ပဲတလုံးမြည်ကြည့်လိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲသူဟာအံ့ဩမင်တက်သွားပြီးနေရာကနေဝုန်းခနဲ့မတက်ရက်လိုက်မိပါတယ်။10နှစ်ကြာပြီးတဲ့နောက်မှာတော့ဒီလောက်နှစ်သာရရှိပြီးအရသာရှိတဲ့ကြက်ဥကြော်မျိုးကိုပြန်စားရလိမ့်မယ်လို့ငါမမျှော်လင့်ထားမိဘူး။ဒီစက်ဖို့မှုကဘာတူလဲ။ငါတို့ကိုတွေ့ကျင်တဲ့ဒီအခါမှာစားတောက်ဆိုင်ပိုင်ရှင်လည်းအံ့အားသင့်သွားပြီးအဲ့ဒီကြက်ဥကြော်ကိုမြည်ကြည့်လိုက်တဲ့အခါသူ့ရဲ့ကလေးဘဝကအရသာကိုချက်ချင်းပြန်သတိရသွားပါတော့တယ်။အမှန်တော့လွန်ခဲ့တဲ့10နှစ်သူအသက်9နှစ်အရွယ်တုန်းကကျန်းမာရေးခဏခဏမကောင်းဖြစ်တတ်ပါတယ်။သူဘာပဲစားစားပြန်အန်ထုတ်နေခဲ့တာပါ။အဲ့ဒီအချိန်တုန်းကတောင်ပေါ်သူမိန်းကလေးတစ်ယောက်ဟာသူ့ကိုပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။သူမရဲ့လက်ရနဲ့ချက်ပြုတ်ပေးတဲ့အစားအသောက်ကိုမှသူဟာပထမဆုံးအကြိမ်ဖြစ်အမထွက်ပဲအားရပါရစားနိုင်ခဲ့တာပါ။တဖြည်းဖြည်းနဲ့သူ့ရဲ့ကျန်းမာရေးအခြေအနေကောင်းမွန်လာပြီးသူတို့နှစ်ယောက်ဟာလည်းတယောက်ကိုတယောက်တန်ရောစင်တွေ့ခဲ့ကြပါတယ်။ကောင်လေးကကြီးလာရင်သူမကိုသူ့အိမ်ခေါ်သွားပါမယ်လို့ကတိပေးခဲ့ပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ရဲ့မိဘတွေကသူ့ကိုမြို့ပေါ်ပြန်ခေါ်သွားတာကြောင့်သူတို့နှစ်ယောက်ဝေးကွာသွားခဲ့ရပါတယ်။10နှစ်ကြာပြီးတဲ့နောက်မှာတော့အဲ့ဒီကောင်လေးဟာကုမ္ပဏီကြီးတစ်ခုရဲ့ဥက္ကဋ္ဌ president ဖြစ်လာခဲ့ပါတယ်။အဲ့ဒီမိန်းကလေးကတော့သူမရဲ့အဖိုးစီကနေထူးချွန်တဲ့ချက်ပြုတ်နည်းတွေကိုသင်ယူပြီးအရေးချင်းရှိတဲ့စပိုမှုတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒီနေ့မှာတော့မိန်းကလေးဟာအလုပ်ရှာဖို့အတွက်မြို့ပေါ်ကစားတောက်ဆိုင်တစ်ဆိုင်ကိုရောက်လာခဲ့ပါတယ်။